တော့နောက်ကမမေရှင်းကဲတချင်းလေးနာမည်ကဘာလဲနော်ကောင်းကျိုးလူရစံတာပြည့်ပါစေဗိဒ္ဓကြီးများအားလုံးနားထောင်ပါခင်ဗျာတချင်းလေးနာမည်ကကောင်းကျိုးလူရစံတာပြည့်ပါစေတဲ့စားသားလေးဒါကောင်းတယ်နော်မမေဆိုပြစမ်းပါဘေးရန်ခတ်သိင်းငင်းကြပါစေတို့တို့ကြီးတရားလုံးဘေးရန်ခတ်သိင်းကင်းကြီးကြပါစေဆုတောင်းခြင်းဖြစ်ပါတယ်ခင်ဗျာဒီအချိန်မှာအကောင်းဆုံးဆုဟာဘေးရန်ခတ်သိမ်းကင်းကြီးပါစေဆိုတဲ့ဥစ္စာအကောင်းဆုံးဆုပါဟုတ်ပြီနော်ရှစ်ဆက်တို့ကြည့်တော့ကြောင်မြခတ်သိမ်းကင်းကြီးကြပါစေဒေါသခတ်သိမ်းကင်းကြီးကြစေကောင်းရောစိတ်တော်နှပြလန်းဆန်းသာကြည်